မင်္ဂလာပါကလေးတို့ရေဒီချက်ကဒီနေ့ grade 5ကျောင်းသားတွေအတွက်အခန်း1အပြည့်ကိန်းနဲ့ဒသမဂိမ်းများအခန်းမှာပါရှိတဲ့ဒသမဂိမ်းတွေအကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီချက်တို့ဒသမဂိမ်းကို grade 4မှာလည်းရင်းနှီးခဲ့သေးတာဖြစ်တယ်အဲ့တော့ဒသမဂိမ်းဆိုတာဘာလဲပြန်နှွှဲရမယ်ဆိုဒသမဂိမ်းဆိုတာအပြည့်မဟုတ်တဲ့ဂိမ်းတွေဖြစ်ပါတယ်အခုဒီမှာဆိုလို့ရှိရင်ဒီချက်တို့ဒီ10ပုံပုံရင်တပုံလို့ပြောရင်10ပိုင်းတစ်ပိုင်းဆိုဒီချေတို့ဒီသူ့ကိုဒသမနဲ့ရေးမယ်ဆို3ညဒသမ1နဲ့ရေးတယ်အဲ့တော့3ညဒသမ1ရဲ့သဘောတရားဒီချေတို့ဒီဒသမနောက်ကတနေရာစပြလို့ခေါ်လဲ10လီစိတ်လို့ခေါ်ပါတယ်ဟုတ်ပြီနောက်တစ်ခုဒီချေတို့100ပိုင်းတစ်ပိုင်းဆိုရင်ဒီချေတို့ဘာနဲ့ပြမလဲဆိုရင်3ညဒသမ3ည1သူဒီယာပိုင်းဖြစ်တဲ့အတွက်ယာလီစိတ်ဖြစ်သွားပါမယ်10လီစိတ်ယာလီစိတ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီချေတို့1000ပုံတပုံနဲ့ပြမယ်ဆိုရင်သူဒီထောင်မှာတစိမ့်ပဲလို့ပြောချင်တာဖြစ်တဲ့အတွက်3ညဒသမ10လီစိတ်ယာလီစိတ်ထောင်လီစိတ်ဖြစ်ပါတယ်ဒါဆိုရင်ဒီချေတို့ဒီ3ညအရေအတွက်နဲ့ကြည့်ပြီးတော့ဒီချေတို့ပြန်ပြီးရေးပေးလို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီချေတို့က3ညဒသမ3ည3ည3ည1ဒါဆိုရင်ရည်ကြည့်ရအောင်ဒသမနောက်က10လီစိတ်ဖြစ်တဲ့10လီစိတ်ယာလီစိတ်ထောင်လီစိတ်တောင်းလီစိတ်ဒါဆိုရင်ဒီချေတို့ဒီတောင်းကနန်းနဲ့စားရမှာဖြစ်ပါတယ်1000တပုံဖြစ်ပါတယ်ဒါဆိုရင်အပြန်အလှန်အနေနဲ့ရမယ်ပေါ့နော်အဲ့တော့ပြောချင်တာဒီဒီချေတို့10ပိုင်းတစ်ပိုင်းဒီ3ညဒသမ1 100ပိုင်းတစ်ပိုင်းဒီ3ညဒသမ3ည1 3ည3ည1 1000ပိုင်းတစ်ပိုင်းဒီ3ညဒသမ3ည3ည1ဖြစ်ပါတယ်အဲ့တော့ဒီချေတို့ဒီပု္ပ္ပစာမှာဆိုရင်သူဒီမှာပြထားတယ်ပေါ့နော်356 ဤတဲ့10ပိုင်းတစ်ပိုင်း100ပိုင်းတစ်ပိုင်းနဲ့1000ပိုင်းတစ်ပိုင်းကိုရှာပါတဲ့အဲ့တော့356ဒီအပြည့်ကိန်းဖြစ်တဲ့အတွက်ခု10ရာမှာထားတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီတစ်ချမ်းဒီနောက်ကအချမ်းမပြည့်သွားတဲ့10လီစိတ်ယာလီစိတ်အပိုင်းဖြစ်တယ်အဲ့ဒါဆိုရင်စဉ်းစားကြည့်ရအောင်356ကို10ပုံပုံလိုက်ရင်တပုံ356ဤ10ပုံပုံတပုံကဘာဖြစ်မလဲဆိုရင်အဲ့တော့ဒီချေတို့ဒီအဲ့တော့10နဲ့စားလိုက်ပြီဆိုတာနဲ့ဒီချေတို့အပြည့်ကိန်းဒီတစ်ခုအပြည့်ကိန်းရဲ့နောက်ကတစ်ခုလျှော့သွားမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်10ပုံပုံတပုံဆိုတာနဲ့ဒီချေတို့ဒီဘာဖြစ်သွားမလဲဆိုရင်10နဲ့စားလိုက်ပြီဒါဥမာပြောရမယ်ဆိုရင်10ပုံပိုင်း10ပိုင်းတစ်ပိုင်းဆိုတာမြောက်တယ်ဆိုတာဒီ10နဲ့စားလိုက်တဲ့သဘောပဲเนาะအဲ့ဒါဒီသူဒီတနေရာရွေ့သွားမယ်ပေါ့เนาะအဲ့ဒါဆိုရင်356ဒီ356ဒီ35 6ဒါဆိုတနေရာကိုနောက်ကိုရွှေ့သွားဖြစ်တဲ့10လီစိတ်ဘက်မှာ6ရောက်သွားပြီဟုတ်ပြီအဲ့ဒါအောင်မှ10ထပ်စားတယ်ဆိုရင်နောက်ထပ်9တလုံးကနောက်ထပ်ထပ်ရွှေ့သွားမယ်အဲ့တော့3လေးကခုနေရာရောက်သွားမယ်3အဲ့ဆိုရင်5ဒီ10လီစိတ်မှာဖြစ်မယ်6ဒီယာလီစိတ်မှာဖြစ်တယ်ဒါဆိုရင်ဒါဒီနှစ်ခါရွှေ့ရဖြစ်တဲ့ဒီနှစ်ခါပေါင်းကိုကြတော့ဒီချေတို့ကဘာလို့ခေါ်လဲ100ပုံပုံတပုံလို့ခေါ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီနောက်ဆုံးရတဲ့3.56ကိုဒီချေတော့ထပ်ပြီးတော့10ပုံပုံတပုံထပ်ရွှေ့မယ်ဆိုရင်ဒီခုနေရာ3ဒီအနောက်ကိုရွှေ့သွားမယ်ဒါဆိုရင်10လီစိတ်ယာလီစိတ်ထောင်လီစိတ်မှာပဲရှိတော့မယ်803ကနေရွှေ့သွားပြီ3ညနေရာဖြစ်သွားပြီဟုတ်ပြီဒါဆိုရင်ဆိုလိုတဲ့သဘောတရားဘာလဲဆိုရင်နေရာတနေရာနောက်ကို10ဒါမှမဟုတ်100ဒါမှမဟုတ်1000အဲ့လိုသူ့ရဲ့ရွှေ့တဲ့အရေအတွက်ပေါ်မူတည်ပြီးတော့ဒီချေတို့ဒီအပြည့်ကိန်းကနေဒသမကိန်းဖြစ်တဲ့10လီစိတ်ယာလီစိတ်ထောင်လီစိတ်ဘက်ကိုပြောင်းသွားတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီချေတို့ဒီမှာကြည့်ရအောင်ဒီချေတို့ခုနအတွင်းရေးခဲ့တာမှန်လားဆိုဒီမှာဆိုရင်တဲ့နမခါဝေးမှာ356ဤ10ပိုင်းတစ်ပိုင်း100ပိုင်းတစ်ပိုင်း1000ပိုင်းတစ်ပိုင်းတွင်ဒသမနေရာများကြားဆက်သွယ်ချက်ကိုရှင်းပြပါတဲ့ဒီမှာဆိုရင်10ပိုင်းတစ်ပိုင်းနဲ့မြောက်တယ်ဒါကိုဒီချို့ကနောက်တစ်မျိုးခေါ်လို့ရတယ်356ကို10နဲ့စားတယ်လို့လည်းပြောလို့ရတယ်เนาะဒီနှစ်ခုအတူတူပဲအဲ့တော့10ပုံတပုံမြောက်တာဒီ10နဲ့စားတာအဲ့တော့အစားလောက်လိုက်တာနဲ့နေရာတနေရာကသူကယာကိန်းကနေ10ကိန်းဖြစ်သွားမယ်အဲ့တော့ခုကိန်းက10လီစိတ်ဘက်ကိုရောက်သွားမယ်ဟုတ်ပြီနောက်ထပ်တနေရာထပ်ရွှေ့ပြီး10ပုံပုံတပုံနဲ့ထပ်မြောက်တယ်အဲ့တော့ခုကိန်းဒီ10လီစိတ်ဘက်ရောက်သွားမယ်10လီစိတ်ဒီယာလီစိတ်ဘက်ရွှေ့သွားမယ်အဲ့လိုနဲ့နောက်ဆုံးဘာဖြစ်သွားလဲဆိုရင်1000မြောက်မှာဆိုလို့ရှိရင်ဒီချို့တို့ဒီဘာဖြစ်သွားလဲဆိုရင်3.356ဖြစ်တယ်တဲ့အဲ့တော့ပြောရမယ်ဆိုရင်အခုကျမှသူကရှင်းပြချက်လာပြီဘာရှင်းပြထားလဲဆိုရင်အပြည့်ကိန်းနဲ့ဒသမကိန်းများကို10ပုံပုံတပုံနော်100ပုံပုံတပုံ1000ပုံတပုံပြုလုပ်တဲ့အခါမှာတဲ့ဒသမအမှတ်ဒီဘယ်ဘက်တို့တနေရာ2နေရာ3နေရာအသီးသီးရွှေ့သွားပြီဟုတ်လားမဟုတ်လားတစ်ချက်ကြည့်ရအောင်356ဟုတ်ပြီအဲ့တော့သူ့ကိုဘာနဲ့မြော်လုံးမှာဆိုရင်10ပုံပုံတပုံနဲ့
လုပ်လိုက်တယ်ဆိုလို့ရှိရင်ဒီချေတို့ဒီသူပြောထားပါလဲဆိုရင်ဒသမရဲ့တဲ့ဘယ်ဘက်ကိုတနေရာရွှေ့တာအဲ့တော့ဘယ်ဘက်ဒီဘယ်ဘက်လဲဘယ်ဘက်ဒီဒီဘက်ညာဘက်ဒီဒီဘက်အဲ့တော့ဒီချေတို့သိရမှာဒီအပြေကိန်းဆိုတာဒီဘာဖြစ်မလဲဆိုရင်မှတ်ထားမယ်အပြေကိန်းဆိုတာဒီနောက်ကဒသမ3ညလို့ပြောခြင်းဖြစ်ပါတယ်အဲ့တော့အပြေကိန်းတွေမှန်သမျှဒီဒသမနောက်က3ညတွေပါတယ်လို့သိထားရမယ်ဟုတ်ပြီဥပမာဒီချေတို့က2000ကိုဒသမကိန်းနဲ့ပြရင်ဒီချလို့ပါလဲအပြေကိန်းတွေကနောက်ကဒသမ3ညဖြစ်တဲ့အတွက်ဒသမ3ညဒီလိုမျိုးသိရမယ်เนาะအဲ့တော့ဒီချလို့ဒီကိန်းကိုဒီကိန်းနဲ့လည်းမျက်လုံးထဲမှာမြင်လိုက်ရင်10ပုံတစ်ပုံမှာဘယ်ဘက်သို့တနေရာရွှေ့သွားဆိုရင်သူ့ကိုမြောက်လိုက်တာနဲ့356အစားเนาะ30နဲ့စားထားတာပေါ့เนาะပြောရမယ်ဆိုရင်10ပုံတစ်ပုံဒီတနေရာဒီ6ကလေးဒီဘယ်ဘက်ကိုတနေရာရွှေ့သွားမယ်ဒါဆိုရင်အဖြေဒီ35.6ဖြစ်သွားမယ်ရမယ်နော်အဲ့ဒါဆိုလို့ရှိရင်နောက်တနေရာဒီချေကကြော်ပြီးပြောလိုက်ပြီ356ကိုဒီချေတို့က1000ပုံတစ်ပုံနဲ့မြောက်ကြည့်ရအောင်ဟုတ်ပြီအဲ့ဆိုရင်ဒီချေတို့သိရမှာဒီဒါဒီချေစင်ညင်းသွားမယ်နော်356ရဲ့နောက်ကဒသမ3ညရှိတယ်ဒါကို1000ပုံတစ်ပုံနဲ့မြောက်တယ်လို့ဒီချေတို့မျက်လုံးထဲမှာထပ်ပြီးမြင်လိုက်မယ်နော်အပြည့်ကင်းရဲ့နောက်ကဒသမအဲ့တော့သူဒီဘယ်နှလုံးလဲ1000ဆိုတော့ဘယ်နှစ်နေရာလဲ3နေရာဒါဆို10လီစိတ်ရာလီစိတ်ထောင်လီစိတ်ဆိုတော့3နေရာမြောက်ကိုဘယ်နှလုံးရွှေ့သွားမှာလဲဆိုရင်3လုံးရွှေ့သွားမှာเนาะ3နေရာရွှေ့သွားမှာဆိုတော့ဒသမနောက်ကဒသမနောက်ကိုတဖြည်းဖြည်းနဲ့3နေရာရွှေ့မယ်ဆိုတော့ဒီ6အော်နော်ဘယ်ကနေစပြီးရွှေ့သွားမလဲသူ့ရဲ့ရှိတဲ့ကဏ္ဍအတိုင်းရွှေ့သွားမယ်တစ်လုံးချင်းစီရွှေ့မယ်6ပြီးရင်9ဆိုတော့အဲ့တော့ဒီမှာဆိုရင်အဲ့တော့ဒီချက်တော့ကြည့်ရမှာဒီတစ်လုံးချင်းစီတဖြည်းဖြည်းနောက်ရောက်သွားမှာဖြစ်တဲ့အတွက်356တွေဘယ်ဘက်ကိုရွှေ့သွားမှာဖြစ်တဲ့အတွက်3လုံးရွှေ့သွားမှာဖြစ်တဲ့အတွက်ဒသမရဲ့နောက်ကို3လုံးစလုံးရောက်သွားမယ်ဒသမ356ဒါဆိုရင်အဖြေဒီ3ညဒသမ356ဖြစ်ပါတယ်ဒါကြောင့်မို့ဒီချေတို့ကအပြေကိန်းတွေကို10ပုံတစ်ပုံ1000ပုံတစ်ပုံ100ပုံတစ်ပုံနေပြုတ်လုပ်တယ်ဆိုရင်တဲ့ဒသမအမှတ်ကလေးဒီဘယ်ဘက်ကိုတနေရာသူ့ရဲ့3ညစားတဲ့10လီစိတ်ရာလီစိတ်ပုံမူတည်ပြီးတော့1နေရာ2နေရာ3နေရာဆိုပြီးအသီးသီးရွှေ့သွားပါမယ်တဲ့အဲ့တော့ဒီချေတို့သိရမှာဒီဒါလေးဒီဘယ်ဘက်ကိုရွှေ့တယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်တဲ့ဒီမှာသူကပုတ်စာလေးပေးထားတယ်အဲ့တော့ဒီချေကဒါလေးဒီအပေါ်ကကိန်းနဲ့တူတူပဲဖြစ်တယ်မရှင်းပြတော့ဘူးဒီနံပါတ်6လေးကိုတစ်ချက်ပြောပြပေးမယ်အောက်ပါကိန်းတစ်ခုစီဒီ382ဤမြမြအပိုင်းဖြစ်တဲ့နည်းဟုတ်ပြီအဲ့ဆိုရင်ဒီချေတို့ကတစ်ချက်ကြည့်မယ်နော်အဲ့ဆိုလို့ရှိရင်အောက်ပါကိန်းတစ်ခုစီဒီတစ်ခုစီနေနေနဲ့380အော်တပုတ်ချင်းစီကိုဒီချေတို့က380နဲ့နှိုင်းပြီးတော့ဘယ်လောက်ရွှေ့သွားလဲသိရဟုတ်ပါအဲ့တော့ဒီချေတို့ဒီစဉ်းစားမယ်အဲ့တော့382ကနေဒီ39.2ဖြစ်အောင်လို့ဘယ်လိုရွှေ့သွားလဲဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒသမအပြည့်ကိန်းကနေတနေရာပဲရွှေ့ရဲဆိုဘယ်လောက်ဖြစ်မလဲဒါဒီ382ဤတနေရာပဲရွှေ့ရဲဆိုတော့10ပုံတစ်ပုံဖြစ်မှာပေါ့ရမယ်နော်ဒါဆိုရင်339.2ဒီ382ဤ10ပုံတစ်ပုံကဲဒီပု္ပ္ပစာလေးဒါဆိုရင်3လုံးစလုံးနောက်ရွှေ့သွားတာဒါဆိုရင်10လီစိတ်ရာလီစိတ်ထောင်လီစိတ်ဒီဖြစ်သွားတယ်ဒါဆိုရင်သိကြတယ်ဒီပု္ပ္ပစာဒီဘယ်ကနေစပြီးတော့မူတည်ခဲ့လဲဆိုရင်382ဤ1000ပုံတစ်ပုံဖြစ်မှာပေါ့3လုံးစလုံးရွှေ့သွားဆိုတော့ဟုတ်ပြီကဲနောက်တစ်ပုဒ်ဒီကနေဒီကိုရောက်သွားဖို့ဒသမနောက်က2နေရာဖြစ်နေရဆိုတော့နှစ်ခါရွှေ့သွားတယ်နှစ်ခါရွှေ့သွားရဆိုဒီပု္ပ္ပစာလေးဒီ382ဤနှစ်ခါရွှေ့ရဲဆိုတော့100ဖြစ်မယ်100ပုံတစ်ပုံဖြစ်မှာပေါ့ဒီလိုလေးနိုင်ပြီးတော့ရှင်းပြီးကြည့်ရမှာဖြစ်ပါတယ်ဒါဆိုရင်10လီစိတ်ရာလီစိတ်တွေမြောက်တာဒသမရွှေ့တာတွေဘယ်လိုဖြစ်သွားလဲဆိုတာသိမယ်ထင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်